KFC တို့ Lotteria တို့လို fast food ရောင်းတဲ့ဆိုင်မျိုးနဲ့ La Blanca တို့ White Swan တို့လိုအရန်ဈေးကြီးတဲ့ fine dining ဆိုင်တွေဆိုင်ဖွင့်မှုမြေခွက်ရွေးချယ်ပုံအနေထားဘာကြောင့်မတူတာလဲကိုဆွေးနွေး sharing လေးလုပ်ပေးခြင်းပါတယ်။ကျမကတော့ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့ prime area တွေပေါ်မှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံ investment လုပ်ဖို့စတင်ခြေလှမ်းပြင်နေတဲ့ aspiring investor တွေအတွက် strategic အမြင်အနေနဲ့စီးပွားရေးအကျိုးမြတ်တွေအများကြီးရရှိအောင်ကူညီပေးနေတဲ့ high value property consultant and business coach ဆွေးနွေးနေပြီဖြစ်ပါတယ်ရှင်။ fast food မျိုးဖြစ်တဲ့ KFC က food traffic ကိုအဓိကကြည့်ရတဲ့ဆိုင်မျိုးဖြစ်တဲ့အတွက်လူစီကားပြီးတော့လမ်းသွားလမ်းလာတွေများတဲ့အချက်အခြာကျတဲ့နေရာမျိုးကိုအဓိကဦးစားပေးပြီးတော့ဖွင့်လှစ်တာဖြစ်ပြီး fine dining ဆိုင်မျိုးဖြစ်တဲ့ La Blanca တို့ White Swan တို့လိုဆိုင်မျိုးကတော့ luxury view နဲ့ ambience ဖြစ်တဲ့ပတ်ဝန်းကျင်အလှပစိတ်ခံစားမှုကိုအဓိကဦးစားပေးပြီး location ရွေးချယ်ဖွင့်လှစ်ထားတဲ့ဆိုင်မျိုးပဲဖြစ်ပါတယ်။စားသောက်ဆိုင်ချင်းတူပေမဲ့ကိုရွေးချယ်ထားတဲ့ target customer ရဲ့သဘောတရားကမတူညီတဲ့ပုံမှာမူတည်ပြီးတော့ကွဲပြားခြားနားရခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေးနွေးရဲ့ channel လေးကို like and follow လေးလုပ်သွားပေးပါ။နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ပါမယ်ရှင်။